တာဝန်မယူတတ်တဲ့ဆိုင်တွေကိုနော်ကိုအဲ့ဒီဟာလေးဆဲတယ်လေအောင်မသူတို့တိတ်ချလေးမထိန်သိမ့်နိုင်တာဘယ်သူမှလိုက်အပ်မှာမဟုတ်နော်ရော်ကြီးပြင်ရခြင်းနဲ့လိုက်တော့တသက်ရော်ကြီးရခြင်းလို့ပြောတာမဟုတ်အလုံးလုံးညာလုံးနဲ့သူကလုံးစီနေတာဒီလားမရရင်တော့ပြောမှာမဟုတ်လေပြီးတော့သူတို့ပြောရတဲ့ခေါင်းဝင်ရတဲ့အဲ့စင်းထဲမှာမပါဘူးကဒါပေမဲ့မှတ်ရကောင်မခေါင်းဝင်သွားထည့်ခဲ့သွားအပ်ထားတိတယ်အဲ့ဆိုဒီမှာလည်းမရှိဘူးကွာတဲ့အဲ့ကောင်ဝင်တစ်ခါပဲဝတ်ရတယ်တစ်ခါဝတ်တော့မှဒီကောင်မခိုးဝတ်သွားတာ KTV ကိုခိုးဝတ်လာတာအဲ့ဒါတစ်ခါနော်အဲ့ကိစ္စဆိုသူနဲ့အဲ့ကိစ္စနဲ့ဆိုအမြဲရန်ဖြစ်ရတယ်ဘာလို့လဲဆိုကိုကြိုက်ပြီဆိုမရှိတော့အေးရပြက်ပြက်ကိုတော့ဒိုဘီအပ်တယ်ဒိုဘီကအဲ့လေအဲ့ဆိုင်ကလည်းတကယ်ကောင်မလေးတွေပဲငငယ်လေးဒီလိုတဲတဲလို့လိုရွယ်လေးကြီးပဲပြီးအဲ့ဝန်ထမ်းတွေကထွက်သွားနော်တယောက်ပြီးတယောက်ပြောင်းသွားကိုဝစားတွေကတချို့ဟာတွေဆိုပါမလားသူတို့လည်းပြောတယ်ကွာဒီလားသူရန်တွေ့လွယ်လားရန်တွေ့ခဲ့တာဆိုင်မှာတောင်းညမ်းခဲ့အမားတို့မရောဘူးဆိုတော့အမားတို့ဆိုင်မီးရှို့မှာလုံးလို့ပြောခဲ့သူကလည်းညီမလေးရဲ့စိတ်ချပါလေအမားညနေ9 နာရီ4 နာရီ 5 နာရီလောက်ပြန်လာခဲ့ပေါ့နော်သူဆိုင်မှာရှိမယ်အဲ့ချိန်ကြာဖြစ်ရှင်းမယ်ပြောခဲ့ပြီးရောလို့သူတို့ကလည်းပြောတာအဲ့ဆိုင်မှာစောင့်ပြီးနေရမှာနားလဲပါတယ်တဲ့ကိုပစ္စည်းဆိုတော့ကိုပစ္စည်းကိုကိုလိုချင်တာလေဟုတ်တယ်မလားဘယ်နေ့ပြန်မှာမနေ့ပြန်သွားပြီးတော့အမဆိုင်မှာသွားပြောမှာမရရင်တော့တက်နေပြီပါဟုတ်ရချင်တော့မဟုတ်ဘူးဟာတိလားအဲ့ပတ်စံတွေကလည်းဘာမှမဟုတ်ကိုလေးလည်းအဝတ်စားဝယ်ထားပြီးဟိုမဝတ်တဲ့ဟာတွေဆိုကြောင်ထိုးတာကွာဒါပေမဲ့သူသွားအပ်လိုက်တဲ့ဟာတွေတကယ်ကန်ဆိုးချင်တော့သူသွားအပ်လိုက်တာတီရှပ်တွေကစားတဲတဲကြိုက်တဲ့ဟာပြီးရင်ခေါင်းဝင်ဆိုအဲ့ခေါင်းဝင်အဖြူဆိုတက်တစ်ခါပဲဝတ်တာကြိုက်လုံးလို့ပြေဝါမှာဆိုလို့ပါတစ်ခါပဲဝတ်တာတစ်ခါပဲအဲ့ဟာကိုဖြစ်ချင်တော့နော်အဲ့လိုင်းပေါ်မှာတွေ့ရလိုင်းပေါ်အဲ့ရှင်းရနေပြီးတော့တွေ့ရအရန်ကြိုက်လို့ဆိုပြီးဝယ်လိုက်တာ3-4 ပတ်လောက်စောင့်ပြီးဝယ်ထားတဲ့အိမ်ကိုအဲ့လိုမျိုးလုပ်ပလိုက်စိတ်တူအကျင့်ပါနေမယ်စိတ်တူတာအကျင့်ပါတာမဟုတ်မပြောတဲ့နေရာမှာဆိုမပြောဘူးကွာဒီလားအရင်တော့ကလည်းတဲတို့တွေဟိုမှာနေတော့ဆိုရင်ကွာဒီဘူးလို့နဲ့နေတော့ဆိုရင်အဲ့နေကြဆိုရင်တဲကိုအိမ်ပြောင်းပြီးတော့မှနော်ကြာပြီတော်တော်ကြာပြီ1 လကျော်ကြာပြီနော်အဲ့အထုပ်ဆိုရင်ဘာမှအဝတ်စားဆိုဘာမှမပြောက်ဒီလားဘာမှမပြောက်ပြောပြချင်တာကွာမတူဆိုတာပြောပြချင်တာဒီလားသူတို့ဒါတောင်မှနော်ဆိုင်ကြီးမို့တိလေးဖွင့်ထားတာနော်တနိုင်တစ်ပိုင်လေးလောက်တာအဲ့ဒါကိုသူတို့ဒါလေးကိုမလုပ်ပေးနိုင်ဘူးမထိန်းသိမ်းနိုင်လုပ်ငန်းလုပ်တယ်ဆိုတာတိကျကျလေးနဲ့လုပ်ရတယ်အဲ့ကိစ္စနဲ့နော်ဆိုတာတော့တောင်းညံ့တာမနဲ့ကြပြန်လာခဲ့တဲ့တန်မိုးတိုင်းပြန်ရောက်ပြီမယ်ပေါ့ရတယ်လို့ဟိုကလည်းမရှိလို့ပါရှိရင်အဲ့စကားထပ်မြောက်သူတို့နှစ်ယောက်ပဲသွားလို့မနဲ့ဆိုရင်6 နာရီလောက်ထားပါ6 နာရီလောက်ဖြစ်ကုန်ပြီဘာလျှောက်ပြောနေလို့မသိမနဲ့ဟိုလောက်မှသွားမှာ10 နာရီလောက်မှသွားမှာတင်တန်းမသွားခင်သွားတင်တန်းမသွားခင်တော့သွားပြောခဲ့မယ်ဘာလို့လဲဆိုတော့အဲ့ချိန်တော့အမေကပြန်တော့အမေမပြန်ရင်အဲ့ဆိုင်သွားပြီးစကားတော့ကြောက်လို့တော့မဟုတ်လူကြီးတယောက်ပါတော့ကောင်းတယ်လေလူငယ်တယောက်တည်းဆိုမကောင်းတယ်မှာလူကြီးတယောက်ဘေးနားမှာပါနေမှာစကားပြောရစိတ်ပြေမဟုတ်ကိုယ်စိတ်နဲ့ဆိုလည်းမရရွှေဆိုင်မှာတောင်းညမ်းခဲ့တဲ့ကောင်မရွှေဆိုင်မှာတကယ်တောင်းညမ်းလာရွှေဆိုင်မှာတော့မှတောင်းညမ်းလာတော့အဲ့ခုံရွေးဆိုရိုက်ချပြီးတော့ပြောတာဈေးကိုနော်ဝယ်ထားတဲ့ဟာကိုမှနော်တဝက်တိဖြတ်ချလို့ဆိုတောင်းညမ်းတာသူတို့ကြိုက်လို့ယူလိုက်တာဖြစ်ပြန်အဲ့လိုဖြစ်မယ်ပြီးတော့ကွာအထုပ်ကနာမည်သူရဲ့ထုတ်လို့ငါဝင်ရှာပြီးငါတို့အသေးတယ်ရှင်ငါဝင်ရှာပြီးငါတို့အဝတ်တစ်ခုမှမတွေ့တာသိလားတစ်ခုမှမတွေ့တာကွာစိတ်တူပါကွာတဲ့ကိုနဲ့ကိုဝတ်စားတစ်ထုံမှမတွေ့
ဘောဆောင်နေမှတ်မိပါရဲ့ရှင်စူးစူးအိုပါရှင်းရပဲပြောင်းနေနမေတောင်ချင်းမလိုက်တယ်ဟဲ့နမေတောင်ချင်းလိုက်တယ်ကျေးဇူးပါကလစီရဲ့ကျေးဇူးပါရှင်အာပါနမေတောင်ချင်းလိုက်တယ်